အော်ဘသူလဲလို့ ကိုကြီးအိမ်ကြီးတယ်ဆိုလို့လက်ဆောင်လေးလာပေးတာဦးနေထထဝက်ချံပေါက်တယ်ပြောလို့လေဒါလေးကလေအော်စီကျူးဟာထုတ်တယ်ဝက်ချံပျောက်စေးတော့လေထထရဲ့ဘာမှလေအိတ်ခဏကြီးချာလေအဲ့လိုလေးတို့လိုက်မနေ့ကလေပျောက်သွားရောဒီလားပြီးသွားရင်လေဒါလေးကကြတော့ဘာလဲဆိုတော့သူကအော်စီကျူးဟာထုတ်တာပဲသူကဝက်ချံချောင်းဖြစ်တယ်လေအမာရွတ်တွေအမဲဆက်တွေကိုလေအဲ့လိုလေးဟိတ်ဆိုတို့လိုက်အဲ့ဆိုရင်လေတစ်ဖက်ကျရင်ပျောက်သွားရောဒါမဲ့လေသူကဒီတိတ်တိတ်ကြောင့်ဖြစ်တယ်အမဲဆက်တွေပါလို့မရဘူးပေါ့ထထရဲ့ ဒါတူတူမရှိဘူး ဟုတ်လားပြီးတော့ထထလေးဟိုနေ့ကကြောကုန်းပါလေဝတ်ချန်လေးနေလိုက်ပြီးတော့တူတီလေးဟဲ့လည်းဂရုစိုက်ကြတယ်လေအဲ့တော့ဆိုတော့အဲ့ဟိုအတွက်ကြတော့လေဟောဒီမှာစာဖာဆက်ပြတာလေးနဲ့ကြောကုန်းလေးလေဟိုဒီလေးပုတ်လိုက်လေတပတ်လောက်ဆိုရင်လေကြောက်သွားရောအကိုရထထကိုလက်ဆောင်လာပေးတာ ကျေးဇူးကိုကြီး ဟုတ်လေအိမ်မှာသမီးချက်ထားပဲလာစားနော်ဆိုရင်ပါလောက်